2026 ခုနှစ်ဖေဖော်ဝါရီလ25ရက်နေ့မှာရရှိလာတဲ့မြန်မာပြည်တွင်းနိုင်ငံရေးစစ်ရေးသတင်းကောင်းတွေများအစီအစဉ်ကိုတင်ဆက်လိုက်ပါတယ်။ကရင်ပြည်နယ်ကြောက်ခက်ဘက်မှမြောက်ရီမြို့သို့ဈေးဝယ်ထွက်လာတဲ့ပြည်သူများကိုအကြမ်းဖက်စစ်တပ်ကဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်9ဦးသေဆုံးခဲ့ပြီး9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။သေဆုံးသူများထဲမှာ DKBA တပ်ဖွဲ့ဝင်2ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးဟာအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနစေယုံချုပ်၏ကွပ်ကဲမှုအောက်မှာအထူးလှုပ်ရှားတပ်မအဖြစ်တော်လှန်ရေးတာဝန်များကိုဆက်လက်ထမ်းဆောင်လျက်ရှိပြီးစစ်အာဏာရှင်စနစ်အမြင့်ပြတ်သည့်အထိဥလင်မတုံတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းကတိသစ္စာပြုခြင်းကိုအထူးလှုပ်ရှားတပ်မ MDY PDF ရဲ့တပ်မွေးနေ့9နှစ်ပြည့်အခမ်းအနားမှာဖော်ပြထားပါတယ်။ MDY PDF ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးဖြစ်စစ်အာဏာရှင်တွေနဲ့ထိတိုက်ရေးဆိုင်မှုစင်ပေးဖြစ်နေခဲ့ပါပြီ။ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာအာရခတပ်တော် AA ထိန်းချုပ်နယ်မြေကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရလို့20ကျော်သေဆုံးပြီးကျန်တဲ့တပ်ဖွဲ့ဝင်တွေမှာဒဏ်ရာရရှိထွက်ပြေးသွားတယ်လို့စစ်ရေးနှိစက်သူတွေကပြောဆိုတာပါတယ်။ရန်ကုန်တိုင်းဒေသကြီးတာကေတတောင်ကလာမြောက်တကုံတောင်တကုံမြောက်ကလာနဲ့လှိုင်သာယာမြို့တို့မှာအမျိုးသမီးစစ်မှုထမ်းစီရင်စတင်ကောက်ယူနေတယ်လို့ဒေသခံများထံမှသိရပါတယ်။ရှမ်းပြည်နယ်အရှေ့ပိုင်းတာချီလိတ်မြို့နယ်မှာအလောင်းစွန့်ပစ်ခံထားရတဲ့မက်ဖြူဖြူအေးအသက်ခံမှုအတွက်စစ်တပ်နဲ့ရဲများအမှုမှန်ဖုံးကွယ်ပြီးကျူးလွန်သူများကိုကာကွယ်ပေးထားကြောင်းမက်ဖြူဖြူအေးရဲ့ပေါင်းသင်းများထံမှသိရပါတယ်။ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာစစ်ဆောင်စခန်းတစ်ခုကိုစစ်ကော်မရှင်တပ်ကအသေးခံဒရုန်းနဲ့တိုက်ခိုက်ခဲ့တာကြောင့်စစ်ဆောင်တက်ကြီးပိုင်းအမျိုးသား2ဦးပါဝင်အရက်သား2ဦးပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့ဒေသခံတွေထံမှသိရပါတယ်။ကရင်အမျိုးသားစီယုံ KNU ဒုပလာခရိုင်အကျဉ်းထောင်မှာအကျဉ်းသားစုစုပေါင်း104ယောက်ကိုKNU ဥက္ကဋ္ဌအမိန့်နဲ့လွန်ငင်းချမ်းသာခွင့်ပေးခဲ့ပြီးတော့မဒိမှုငွေရစေဝါမှုတွေနဲ့ထောင်ဒဏ်9နှစ်အထက်ကျူးလွန်သားသူတွေကလွဲလို့ကျန်တဲ့ပြစ်မှုကျူးလွန်သူတွေကိုစီကံသတ်မှတ်ချက်မထားပဲလွန်ငင်းချမ်းသာခွင့်ပြုလိုက်တာလို့KNUတာဝန်ရှိသူတယောက်ကပြောပါတယ်။